ရစ္စတီယာနိုဟာပေါ်တူဂီနိုင်ငံအသင်းအတွက်22နှစ်ဆက်တိုက်ကစားပေးခဲ့တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ကစားသမားတွေရဲ့ကျင့်ရမယ့်ကျင့်ဝတ်တွေကိုအလုံးနဲ့သက်သေပြရင်ရှေ့ဆက်ရှောင်နေစေကုတ်တပါ။မက်ဆီရိုနယ်ဒိုခေတ်တစ်ခုကိုတီထောင်ခဲ့ပြီးဘောလုံးကဘာကိုနောက်ထပ်မျှော်လင့်စရာတွေပေးနေစေလူသား။လက်ရှိမျိုးဆက်တစ်တွေအတွက်ထိပ်တန်းအဆင့်မှာကြာမြင့်စွာကျင့်လည်နိုင်ဖို့နီလန်များစွာကိုချပြပြီးကိုယ်တိုင်ရှောက်လန်းခဲ့သူခရစ္စတီယာနိုအစွမ်းကုန်ပေးဆက်မှုရဲ့ရလဒ်အဖြစ်အမြင့်ဆုံးဆုတံဆိပ်တွေကိုတတိကြီးရခဲ့တာတောင်မှအမြဲတမ်းစာလောင်ပြင်းပြနေစေပုံကိုကျမတို့တွေသူခေတ်မှာဘောလုံးပွဲကြီးစုခွင့်ရတဲ့အတွက်တကယ်ကံကောင်းခဲ့ပါတယ်။ကိုကြီးရဲ့ပရိသတ်တွေအနေနဲ့လည်းရှေ့ဆက်ပြီးပွဲစဉ်တွေကိုကြည့်ရဖို့အချိန်အများကြီးမကျန်တော့တဲ့အတွက်ချစ်ခင်မြတ်နိုးတဲ့စိတ်နဲ့စိတ်လိုလက်ရအားပေးနေရတော့မှာအမှန်ပါပဲရှင်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးသတင်းတွေကိုဖတ်ရှုနားဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ Perfect account လေးကို follow လုပ်ဖို့မမေ့ကြပါနဲ့နော်။နာတော်တာဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာလို့ဘေးရန်အန္တရာယ်အပေါင်းမှကင်းဝေးကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်။